အားလုံးပဲမင်္ဂလာပါခင်ဗျာမိုးလေးကိုချခင်အားပေးကြတဲ့ကိုမတွေတဦးတယောက်ချင်းတွေကိုမိုးလေးမှာမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်တင်းလာလေးမနက်ကပေးထားတဲ့ရှစ်ပတ်သီးအင်္ဂါနေ့မနက်မှာ308ဆိုပြီးတော့ထောက်အောင်သွားပါပြီ3456ခွေပူပါရောအဲ့ဒီမနက်တင်းလာလေးမနက်မှာတစ်ခါလေးပေးထားပါတယ်ဗုဒ္ဓဟူးနေ့မှာ3456ခွေပူပါထွက်ကိုထွက်ရပါမယ်ခင်ဗျာကျွန်တော်ပေးတဲ့ခဏလေးကိုယုံကြည်နဲ့လိုက်စေခြင်းလို့ကျွန်တော်ဘက်ကနေပြောလိုက်ပါတယ်ကျွန်တော်ကကိုမတွေကိုရစေကိုမတွေကိုရစေခြင်းမျက်စေခြင်းနဲ့စိတ်နဲ့လာတင်ပြရှိပါတယ်ကျွန်တော်ပေးတဲ့ခဏတွေကလွဲခဲ့ပါတယ်လိုက်ကိုလိုက်ထားကြပါယုံကြည်ခြင်းလိုက်ထားပါ3456ခွေပူပါဖြစ်ပါတယ်ယုံကြည်ခြင်းနဲ့လိုက်ထားကြပါကိုမတို့ကျွန်တော်ကရစေခြင်းနဲ့စိတ်နဲ့သကူတခါလာတင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့စေနာကိုအသိမဲ့ပြုတဲ့အနေနဲ့မရရအောင်လိုက်ထားကြပါခင်ဗျာစေနာကိုဒီမဲ့ပြနေတယ်မရအောင်လိုက်ထားကြပါကျွန်တော်ကကိုမတွေတယောက်တူရချင်းကိုချစ်လို့စေနာနဲ့လာနေပြလာပါ3456ခွေဘူးပါဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီလိုက်လေးကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလိုက်နမာတွေတောက်ရှိသည်နှိပ်ခဲ့ကြပါဦးခင်ဗျာ share လို့ရရင် share ပေးကြပါအောင်အများမြင်အများတွေ့အောင် share လို့ရရှင်းပါကြအောင်စေနာကောင်းပါတယ်စေနာကောင်းပါတယ်3456ခွေဒီနေ့ကိုထွက်ရမှာပဲခင်ဗျာဒီနေ့ကိုထွက်ပါမယ်3456ခွေအပူပါဖြစ်ပါတယ်နော်ရုံးကြီးနဲ့ကစားပေးကြပါထွက်မှာပါရုံးကြီးနဲ့ကစားပေးကြပါနော်ကိုမတွေကျွန်တော်ပေးတဲ့ခဏတွေကလွဲခဲ့ပါတယ်ရှစ်ပတ်သီးဆိုလဲတင်းထားတွေမှာပေးတာအင်္ဂါနေ့မနက်ခင်းမှာတန်းထွက်ပါတယ်ခုလဲ3456ခွေဗုဒ္ဓဟူးနေ့မှာထွက်ပါမယ်ခင်ဗျာရုံးကြီးနဲ့ကစားပေးပါစီတီမီကစားပေးကြပါကျွန်တော်ရဲ့ဖေနာကိုလေးတန်းမှုထားရဆိုရင်စီနီမီကစားပေးကြပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းလိုက်လက်မတွေတောက်ရှိနေပြီး share ပေးကြပါဦးခင်ဗျာကိုတယောက်ထဲမြင်ကိုတယောက်ထဲတွေ့ဆိုတဲ့စိတ်ကိုမမွေးပါနဲ့အများမြင်အများတွေ့အများသိရအောင်အများမြင်အောင်ဆိုတဲ့စိတ်ကိုမွေးပါစေနာကောင်းပါတယ်ကိုမတွေကိုကျွန်တော်ကစေနာနဲ့လာတင်ပြပါစစ်တဲ့ကျွန်တော်ကိုမတွေကိုရမ်းစစ်တဲ့အတွက်စေနာနဲ့လာတင်ကြဖြစ်ပါတယ်3456ခွေပူပါဖြစ်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးလုံရင်ဆန္ဒတွေတကူလာပြေးသွားကြပါစေလို့မိုးလေးမှာကိုမတွေကိုအားလုံးကိုဆုတောင်းပေးလိုက်ပါတယ်ဒီနေ့နဲ့ခင်းဖြစ်ညနေဖြစ်3456ခွေအပူပါကိုထွက်ပါမယ်အကူမတွေလည်းလိုက်ထားကြပါကျွန်တော်ကိုယုံလဲဆိုရင်ပေါ့ဗျာယုံကြည်နဲ့ခါလို့ရပါတယ်3456ခွေအပူပါ3456ခွေပူပါထပ်ပြောမယ်3456ခွေပူပါယုံကြည်နဲ့လိုက်ထားကြပါနော်ယုံကြည်နဲ့လိုက်ထားကြပါကျွန်တော်ကကိုမတွေကိုယုံကြည်နဲ့ကျွန်တော်ကိုမတွေကိုတကယ်တမ်းမှုထားပြီးတော့မြင်လို့တမ်းမှုထားပြီးတော့စိတ်နာနဲ့လာတင်ကြရဖြစ်ပါတယ်လိုက်ကိုလိုက်ထားတာနော်3456ခွေအပူပါဒီနေ့ထွက်ပါမယ်ခင်ဗျာအားလုံးပဲကျွန်တော်ဒီနေ့ရမယ်နှုတ်ဆက်လိုက်ပါတယ်3456ခွေပြန်ဆောင်ကြမယ်နော်ပြန်ဆောင်ကြမယ်ဒီနေ့ညနေလိုက်ပြန်ဒီနေ့ညနေဗီဒီယိုပြန်လွှင့်မယ်3456ခွေဒီနေ့ထွက်မှာပါခင်ဗျာ3456ခွေလို့ပြောပါမယ်အရင်ခုနကလို့မနေ့တုန်းကလို့အောင်ပွဲတွေနဲ့ပြစ်လိုက်ဖို့အောင်မိုးလေးမှအောင်ပွဲနဲ့ဆက်လိုက်ဖို့မျှော်နေပါတယ်ကျိုးလိုပါတယ်ထွက်မှာပါ3456ခွေပူပါဒီနေ့အားလုံးပဲကျေးဇူးတင်ပါခင်ဗျ